စကားမရှုပ်ပါနဲ့တဲ့ခေါင်းစဉ်ကလူတွေကတခါတည်းမှမျက်စိတွေနားတွေကိုကြတော့ပိတ်ထားပြီးပါးစပ်ပဲဖွင့်ထားတဲ့သူမျိုးတွေကိုတွေ့ရတယ်။မာရာမန္တာကိုမျက်စိနဲ့မကြည့်ဘူး။နားနဲ့နားမထောင်ဘူး။ပါးစပ်ကပဲဆုံးဖြတ်တဲ့သူမျိုးတွေရှိတယ်။အဲ့ဒီလိုလူတွေကစကားသိပ်ရှုပ်တာကိုတွေ့ရတယ်။ဟိုစကားဒီဖို့ဒီစကားဟိုဖို့ဟုတ်တာကောမဟုတ်တာကောပြောတတ်ကြတယ်။ရောက်လိုက်တဲ့စကားတွေကလည်းဘာမှအရေးမြအဖက်မြစကားမျိုးတွေအဲ့ဒီလိုလူတွေကရက်ွက်ထဲမှာအများကြီးရှိတယ်။တချို့လူတွေကဘာရဲမဟုတ်ဘူးသူများအကြောင်းဆိုသိပ်ပြောချင်တာအိမ်ပေါ်တက်လာပြီးဟဲ့နေဟိုသတင်းကြားပြီလားဒီလူကတော့ဘယ်လိုပဲချမ်းသာပြောတတ်ကြတယ်မဟုတ်တဲ့သတင်းသူများကိုနှိမ်ချရမယ့်သတင်းဆိုရင်သူတို့မှရှိပြီးသားစကားရှုပ်တဲ့သူဟာသူ့မှာဖြည့်ရှင်းချက်ဆိုတာမရှိဘူးပြောကောင်းလို့သာပြောနေတာတချို့ရှိတယ်လေငါမသိလို့ပြောလိုက်တာပါဟဲ့ဒီလောက်ထိဖြစ်သွားလိမ့်မယ်လို့မထင်လို့ပြောတာပါဆိုပြီးတော့တာဝန်မဲ့စကားပြောတတ်ကြတယ်စကားကိုဟိုဖို့ဒီဖို့စကားရှက်လိမ်ခြင်းကတကယ်တမ်းပြဿနာဖြစ်ရင်ကိုယ်ပါရောပြီးပြဿနာရဲ့ရှုပ်ထုတ်တဲ့ကိုပါတတ်တယ်အဲ့ဒီလိုစကားရှုပ်တဲ့သူတော်တော်များများကိုကြည့်လိုက်ရင်တပတ်လူကမခံနိုင်ဖြစ်ပြီးအော်ဟစ်ဆဲဆိုတာကိုခံရတဲ့သူကများတယ်တခါကအိမ်တအိမ်မှာယောက်ျားမရှိခင်မှာအမျိုးသမီးကတခြားအမျိုးသားနဲ့ဖောက်ပြန်တာကိုရက်ွက်ထဲကစကားရှုပ်တဲ့သူတွေကသိပြီးတော့ရက်ွက်ထဲကိုရှောက်ဖွာကြတယ်ဟိုတင်းဟိုဟာပေါ့လေယောက်ျားပြန်လာတော့မိန်းမကအချိုတက်ပြီးပြောတော့ယောက်ျားကအမျက်ပြေသွားတယ်ပြီးတော့ရက်ွက်ထဲလှည့်ရမ်းပါလေရောငါမိန်းမဘသူနဲ့နေနေမင်းတို့နဲ့မဆိုင်ဘူးဆိုပြီးတော့ဆဲဆိုတာပေါ့ပြီးတော့ဓာတ်နဲ့ငါမိန်းမအကြောင်းကိုပြောတဲ့သူဒီဓာတ်နဲ့ခုတ်မယ်ဆိုပြီးပြောတော့ဘသူမှအတန်မထွက်ရဲကြတော့ဘူးအမှန်တော့သူတို့ကာယကံရှင်နေကိုယ်တိုင်တော့မှခံနိုင်သေးတာပဲကိုကဘာလို့ကြားတဲ့ကလက်ဝင်ရှို့မှလဲမကြိုက်ရင်မပြောနဲ့ပေါ့ဒါကြောင့်ရှေးဆရာတော်ကြီးတွေကလောကီအလုပ်လူတို့နှုတ်ကမဟုတ်လဲပြောဟုတ်လဲပြောဆိုပြီးတော့ဆိုစမတ်ရှိခဲ့တာပဲအမှန်ပဲဒီစကားကလူတွေကစကားစုံပြီးပြီဆိုရင်စကားတွေရှုပ်လောက်အောင်ထိပြောကြတယ်တန်မိုးမရှိတဲ့တမ္မပလာပအာမနာပစကားတွေကိုအချိန်ကုန်ခံပြီးပြောကြတယ်ဒါပညာတွေမဲ့လို့ဖြစ်ပါတယ်အမှန်တကယ်ပညာရှိတဲ့သူကမျက်စိနဲ့နားကိုကြဲကြဲဖွင့်ထားတယ်ပါးစပ်ကိုပိတ်ထားတယ်ဒါမှသူကြတော့မျက်စိပိတ်ထားတယ်နားပိတ်ထားတယ်ဒါကြောင့်လေကိုထင်ရကိုမြင်ရတွေပြောပြီးတော့စကားတွေရှုပ်တယ်ပေါ့ဒါကြောင့်လေပြဿနာတွေဖြစ်ရတာပေါ့နော်